ကတော့ထုံးရအောင်အိမ်သူဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်ဒီတိုင်းလေးပဲစကားပြောပြအောင်လုပ်ပါတယ်ဘာပြောပြအောင်လဲဆိုတော့ကျွန်တော်အရင်ကတော့ကျွန်တော်ဂိမ်းလေးဆွဲပြပါပါတယ်အခုတော့ကျွန်တော်ပုံဆွဲပြပါမယ်ဒါတော့ကျွန်တော်ရဲ့ drawing board လေးပဲဖြစ်ပါတယ်ဘာပုံဆွဲပြပါမလဲဆိုရင်တော့ BMW ကားတစ်စိတ်ပဲဖြစ်ပါတယ် BMW ကားတစ်စိတ်ဆွဲဖို့အတွက်ကာလာပန်းစရဲ့ခဲတံရဲ့ဆိုဒီတော့ဆွဲလိုက်မယ်ဟုတ်တော့ဆွဲရပါမယ်အရင်ဆုံးတော့ဝမ်းလေးဆွဲမယ်ဘာဟုတ်ဆဝိုင်းလေးပေါ့ဗျပြီးနောက်ထပ်ဆဝိုင်းလေးဆွဲမယ်ပေါ့ဒီအဲ့ဆဝိုင်းလေးထဲမှာပေါ့နော် plus ထည့်ရမှာပါဒီပုံစံလေးပြီးရင်ကျွန်တော်တို့ပေါ့နော်M ဆွဲပါမယ်ပြီးရင်တော့ W ဆွဲမယ်ပေါ့BMW တော့ရေးပြပါပြီကျွန်တော်တို့ဒီကတော့အခုကတော့တော့ဒီပုံလေးပဲဆွဲရမှာပေါ့နော်ဒီပုံစံလေးတော့ဖြစ်ပါပါပြီ BMW လည်းတော့တူပါတယ်ပြီးကျွန်တော်တို့အယောင်ချဲသေးပါဘူးကျွန်တော်တို့ခဲရနေပဲချေဦးမယ်ပေါ့ဒါဂိမ်းရဆော့ပါပဲကျွန်တော်အားလို့ကကျွန်တော်လည်းနည်းလေးအိမ်မှာလည်းအလုပ်စုပေါ့နော်အကြောက်ကြော်လေးမတင်ဖြစ်တာပါမနေ့ကလည်းဗီဒီယိုလေးတင်တော့ပါတယ်သူမကြည့်ရသေးဘူးဆိုတော့ကြည့်လိုက်ပါအဲ့ဒါတော့ကျွန်တော်ဂိမ်းနဲ့ပတ်သက်ပြီးတင်တာဖြစ်ပါတယ်ကျွန်တော်ဂိမ်းဟိုလေးဆော့ကြပါဦးဒီကောင်ကတော့ဟိုမိုက်ပါလေအရှိမလေးဆွဲထားသေးပါတယ်တီချာလေးဆွဲပြပါမယ်ဒီလိုဖြစ်ပါလားဒီဥဆိုရင်တော့ဒီလိုပေါ့ဟုတ်ဒါပုံဆွဲပြအောင်ဖြစ်ပါတယ်ဒီပုံကတော့တော်လိုက်ပါတယ်ပုံကတော်လိုက်ပါတယ်ဟုတ်ပါတယ်ကျွန်တော်နောက်ကြရင်တော့ကျွန်တော် Roblox ထဲမှာတင်နေပါပါမယ်။နောက်ကGT5 မဆော့ပြဘူးဆိုတော့ကျွန်တော် GT5 YouTuber မဟုတ်လို့ပါကျွန်တော် GT5 ကိုမဆော့တယ်လို့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုကျွန်တော်က Roblox YouTuber ဖြစ်ပါတယ်ကျွန်တော်လည်း like and subscribe လေးလုပ်ပေးပါဦး။ပုံဆွဲပြပါမယ်။နောက်ထပ်ပုံတွေလည်းကျွန်တော်ဆွဲပြပါမယ်comment မှာပြလို့ရပါတယ် comment မှာမှတ်ပြီးတော့ကျွန်တော်ဘာပုံဆွဲရမလဲဆိုတာပြောလို့ရပါတယ်6-7 kit အကြောင်း6-7 kit ပုံလေးဆိုရဲကျွန်တော်ဆွဲပြပါမယ်ကျွန်တော်ဆွဲပြပါမယ် okay နောက်ကိုဘရိုလိုကြိုက်တာကိုဒီ comment ထဲမှာမှတ်ပြီးတော့ကျွန်တော်ဆွဲခိုင်းရပါတယ်ကျွန်တော်ရပါတယ်အကုန်လုံးရပါတယ်ကျွန်တော်ဆွဲပြီးတော့ရရတယ်တော့ကိုယ်ဆိုရင်ဒီလိုပုံစံလေးဖြစ်အောင်လေထပ်ဆွဲမယ်ပေါ့
ပြီးတော့မှာပါနော်နောက် like and subscribe လေးလည်းလုပ်ပါအောင်နောက် like and subscribe လေးလည်းမလုပ်ရသေးဘူးဆိုရင်လုပ်လို့ရပါတယ်20 subscriber ပြည့်သွားမှလုပ်လည်းဘာမှမဖြစ်ပါဘူးဟုတ်တယ်ပြီးတော့မှာနော်ဦးဆိုရင်ဒီလိုပုံစံလေးထွက်လာပါပြီကာလာပါစံနဲ့အဆုံးပြပါကြဒီတို့ကာလာပါစံကိုထုတ်ပါမယ်ဥစားဆွဲကြပေါ့ပြီးတော့မှာပါဒီကြလားလို့ပြီးတော့ပြီးတော့ပုံရတော့ပြီးတော့မှာပြီပြီးတော့မှာလားနည်းနည်းလေးပဲကျန်တော့ပါတယ်တော့20 subscriber ပြည့်ဖို့အတွက်နည်းနည်းလေးပဲကျန်တော့ရဲ့ဆိုတော့ subscribe လေးလုပ်ပေးပါဦးဟုတ်လုပ်ပေးပါဦးတော့အခုတော့ပြီးသွားပါပြီ BMW ကားလေးပေါ့ပြီးသွားပါပြီ I finish this one ကျွန်တော်လည်း comment ထဲမှာဒီပုံဆွဲရမယ်ဆိုတာလေးမှတ်ခဲ့ပြီးပါဦးနောက်လည်း subscribe လေးတွေလုပ်ခဲ့ပြီးပါဦးနောက်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ bye bye like and subscribe လေးတရားတစ်ချက်စီနေပါဦး